ကျွန်တော် no zero day ဆိုတဲ့ idea တွေအကြောင်းပြောပြချင်ပါတယ်ဒါကဘာလဲဆိုတော့ကျွန်တော်တို့တနေ့နေ့စဉ်နဲ့အမျှမှာကျွန်တော်တို့တစ်ခါလေကြာရင်ဒီနေ့ငါ gym ကို2 နာရီဆော့မယ်ငါ calorie deficit တွေဘယ်လိုလုပ်မလဲဒီနေ့ငါစာ6 နာရီပြန်မယ်စသဖြင့်ကျွန်တော်တို့ကတနေ့ဟိုကြီးမားတဲ့ခက်ခဲတဲ့ event တွေချတတ်တယ်ပေါ့နော်ဒါတွေကဟုတ်တယ်ကျွန်တော်တို့တစ်ပတ်လောက်လုပ်နိုင်တယ်10ရက်လောက်လုပ်နိုင်တယ်ဒါပေမဲ့ကျွန်တော်တက်တာနေ့စဉ်နဲ့အမျှနှစ်ချီပြီးတော့3-5 နှစ်လုပ်ဖို့ကြတော့အဲ့လိုတစ်ခါကျရင်ကြီးမားတဲ့ event တွေကအရန်ခက်ခဲပါတယ်ဒါကြောင့်မို့ကျွန်တော်တို့လွယ်လွယ်လေးစအောင်ကျွန်တော်တို့ no zero day 0တော့မဖြစ်စေရဘူးကွာဥပမာတနေ့ကိုလေ့ကျင့်ခန်းလုပ်မယ်ဒါပေမဲ့ထိုင်ထတစ်ခါဒိုက်ထိုးတစ်ခါဝိတ်မတာတစ်ခါပဲ no zero 0မဖြစ်ရင်ရပြီတစ်ခါလား2ခါလား3ခါလားကြိုက်တဲ့လို့ဒီလောက်ပဲကျွန်တော်တို့gym section ကြီးကျွန်တော်တို့1 နာရီ 2 နာရီလုပ်နေစရာမလိုဘူးဥပမာစာအုပ်ဖတ်မယ်ကွာငါစာဖတ်မယ်ဆိုရင်တစ်မျက်နှာတစ်ကြောင်းတစ်ပိုက်တော့ပြီးဒီလောက်ပဲကျွန်တော်0မဖြစ်ဖို့ပဲအရေးကြီးတယ်ဒါထက်အများကြီးတစ်နေ့ကိုတအုပ်ပြီးရမယ်တစ်နေ့ကို chapter တစ်ခုပြီးရမယ်ဒါမျိုးမလိုပဲနဲ့ကျွန်တော်နေ့စဉ်နဲ့အများလှုပ်သွားလို့ရတယ်နေ့နည်းနည်းစသွားလို့ရတယ် no zero day ဆိုတဲ့စီမင်းလေးကိုကျွန်တော်တို့စမ်းသပ်ပြီးအသုံးပြုကြည့်စေချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒါကျွန်တော်စီစဉ်တင်ဆက်နေတဲ့ခံယူချက်ရက်90အစီအစဉ်ဖြစ်ပါတယ်